အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာရမယ့်သင်ခန်းစာကတော့ဗီဒီယိုတစ်ပုဒ်ကိုအနည်းနဲ့အမြန်ကိုစိတ်ချိုက်လုပ်လို့ရမယ့်သင်ခန်းစာပဲပေါ့နော်ကျွန်တော်နဲ့အတူတူစာမလေ့လာကြည့်ရအောင်ဗျဗီဒီယိုတစ်ပုဒ်ဗီဒီယိုကိုကျွန်တော်တို့ click ထောက်လိုက်မယ်ဗျclick ထောက်ပြီးတော့လည်းကျွန်တော်တို့ဒီမှာ space ဆိုတဲ့အရှိရနော်space နှိပ်ပြီးတော့လည်း CORV cap ဆိုတဲ့ဟာကိုနှိပ်ရမှာဗျနှိပ်ပြီးတော့ဆိုတော့ဒီ custom ဆိုတဲ့ထဲမှာဝင်ရမှာဗျcustom ထဲမှာဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုကိုကျွန်တော်တို့နေချင်တဲ့နေရာမှာနေခိုင်းမှမြန်ချင်တဲ့နေရာမှာမြန်ခိုင်းလို့ရဗျအခုလောလောဆယ်ကျွန်တော်တို့ဒီ original video ကိုကျွန်တော်တစ်ချက်အထူးကြည့်လိုက်ရအောင်ဗျဟုတ်ကဲ့ဒါကတော့ original video ပေါ့နော်ဥမာထားပါတော့ကျွန်တော်ကဒီဗီဒီယိုရဲ့ခလေထဲမှာကျွန်တော်တို့ကမြန်ခိုင်းစေချင်တယ်ဆိုရင်ဒီ beat ပေါ့နော်ဒီ beat ကိုကျွန်တော်တို့အပေါ်တင်ရမှာဗျအပေါ်တင်လိုက်ပြီဆိုရင်ဒီဗီဒီယိုကမြန်တော့မှာပေါ့နော်ကျွန်တော်လည်းအတူတစ်ချက်ကြည့်လိုက်အောင်ဗျဟုတ်ကဲ့ဗီဒီယိုမြန်တော့လည်းအကိုတို့အမတို့တွေးကြမှာပါအခုကျွန်တော်တို့ဒီဗီဒီယိုခလေထဲကဗီဒီယိုကိုကျွန်တော်တို့နင်းအောင်လုပ်ကြည့်မယ်ဗျနင်းအောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီအဆက်လေးပေါ့နော်ဒီB ပေါ့နော် B လို့ခေါ်ပါတို့တော့B ကိုကျွန်တော်တို့ဒီအောက်ကိုဆွဲချလိုက်မယ်နော်ဆွဲချမှကျွန်တော်တို့ဒီဗီဒီယိုပြန်ကြည့်ရအောင်ဗျဟုတ်ကဲ့အခုဆိုရင်ဗီဒီယိုနေရွာကိုမြင်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့သင်ခန်းစာတော့ဘောနော်သူဗီဒီယိုတစ်ပုဒ်ကိုနေချင်တဲ့နေရာမှာနေခိုင်းမှမြန်ချင်တဲ့နေရာမှာမြန်ခိုင်းလို့ရတယ်ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်အားလုံးပဲမတိတာပဲဖြစ်ဖြစ်မရှင်းတာပဲဖြစ်ဖြစ်ကျွန်တော်ကိုဝေဖန်ထောက်ပြဆရာရှိရပဲဖြစ်ဖြစ် comment မှာရေးခိုင်းလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်